Live ဖြစ်သွား Live ဖြစ်သွားပြီ Hello မင်္ဂလာပါမတို့ရေ Hello မင်္ဂလာပါမင်္ဂလာပါ ပုံဖြစ်တော့နည်းနည်းလေးကြာသွားရင်နော်တချလေးအခြေအနေရပေါ့လေမီးအခြေအနေရပေါ့မီးရမှရလာရတာနဲ့ Wi-Fi ပြတ်ရတာနဲ့ဘာမှကိုမလုပ်ဖြစ်ဘူးခုတလောလောလောဆယ်တော့တင်းရဲ့တင်းကိုတင်းရဲ့မိတ်ဆက်ပေးလိုက်မှာပေါ့လေနော်တင်းရဲ့follower အစ်စ်တွေရောပြီးဟော်မဟာရောမမော်ဟာရောတင်းကိုမသိတဲ့လူရှိမှာပေါ့လေနော်အဲ့တော့တင်းကိုတင်းရဲ့မိတ်ဆက်ပေးလိုက်မယ်တင်းကတော့နာမည်ကတော့နန်တင်းတင်းဖြစ်ပါတယ်လောလောဆယ်တော့တချီလေးမြို့မှာမိသားစုလေးနဲ့နေတယ်ပေါ့လေနော်အခုကတော့လက်ရှိကတော့ဖူးထိုင်အလုပ်လုပ်ရင်းနဲ့ဒီ online digital business ကိုတွဲလုပ်ကိုင်နေတဲ့တူတူလေးဖြစ်ပါတယ်တင်းတို့အခုတည်းရဲ့ sharing လုပ်ပေးမှာကတော့တင်းတို့အခုလုပ်နေတဲ့ online digital business ကဘယ်လိုမျိုးလုပ်ကိုင်ရတယ်ဘယ်လိုမျိုးစီးပွားရေးဖြစ်တယ်ဆိုတဲ့အကြောင်းရဲ့ပြီးတော့တရေဝင်စီးပွားရေးဖြစ်တယ်ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်တင်းတို့ဒီနေ့အတွက် sharing လုပ်ပေးမှာတော့အမနဲ့ရောက်ဖိတ်ခေါ်ထားပါတယ်တယောက်ကတောင်ကြီးရပါတော့ပြီးဟော်မလေးဖြစ်ပါတယ်နောက်တယောက်ကတော့ရန်ကုန်ကအမမော်ခိုင်ဖြစ်လေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့တင်းတို့လုပ်ဆောင်နေတဲ့စီးပွားရေးကတင်းတို့အကုန်လုံးတရားရခိုင်တော့လုပ်ကိုင်ဆရာမလို့ပဲနဲ့တင်းတို့ကအနှဲငယ်ပဲအားဆောက်ပြီးလုပ်ကိုင်ရတဲ့စီးပွားရေး online စီးပွားရေးလေးတစ်ခုဖြစ်ပါတယ်เนาะအဲကြောင့်မလို့တင်းတို့အဲ့ဒီလုပ်နေတဲ့စီးပွားရေးကတင်းတို့ဖက်ကပါတီလုပ်ရတယ်ပြီးတော့online စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်စံဘာတွေကူလုပ်ပေးလဲဆိုတဲ့အကြောင်းလေးကိုမမော်ကနေတဆင့်ပေါ်လေเนาะတင်းတို့ကို sharing လုပ်ပေးပါအောင်မရေဟုတ်ကဲ့ပါဟုတ်ကဲ့အခုလိုမေးဒီဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလုပ်ငန်းကဆိုလို့ရှိရင် online ကနေပြီးတော့မှ 100% လုပ်ကိုင်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တာပေါ့နော်ပြီးလို့ရှိရင်ဒီလုပ်ငန်းကကျမတို့ကနေပြီးတော့မှ system တွေနဲ့ချိတ်ဆက်ထားတာပေါ့ system နဲ့ချိတ်ဆက်ထားတယ်ဆိုဒီလုပ်ငန်းလုပ်ကိုင်တဲ့ဒီလုပ်ငန်းကဆိုလို့ရှိရင်နိုင်ငံတကာမှာကုမ္ပဏီကဆိုလို့ရှိရင်နိုင်ငံတကာမှာရှိတယ်အဲ့တော့နိုင်ငံတကာမှာလည်းဒီလောက်ကင်နေတဲ့သူတွေအများကြီးရှိတယ်လို့မြန်မာနိုင်ငံမှာကျတော့ဒီလုပ်ငန်းကသိတာမကြကြသေးဘူးပေါ့နော်ကျမတို့မှဒီနှစ်ပိုင်းလေးပဲရှိသေးတယ်ကျမဆိုရင်လည်း2နှစ်နီးပါးလောက်ပဲရှိသေးတယ်ဒီလုပ်ငန်းကိုသိပြီးတော့လောက်ကင်နေတာပေါ့အဲ့လိုမျိုးပဲမြန်မာနိုင်ငံကိုဒီလိုရောက်ရှိလာပြီးတော့သိရှိတာလည်း2နှစ်ကျော်လောက်ပဲရှိတယ်ဆိုတော့ကဒါအကုန်လုံးကြီးကလည်းအသစ်ဆန်းဖြစ်နေတာပေါ့နော်အသစ်ဆန်းဖြစ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်နေတဲ့အခါကျတော့တချို့ဆိုလည်းလုံးဝမသိသေးဘူးအခုချိန်မှာလည်းမြန်မာနိုင်ငံမှာ online business တွေကလည်းမျိုးစုံရှိတယ်အဲ့ဒီမှာပုံစံမျိုးစုံနဲ့တွားနေကြတဲ့အခါကျတော့တန်တရားလေးတွေကပို့ပြီးတော့ရှိကြတာလေးတွေ့ရတာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းကကြတော့ကျမတို့ရဲ့လုပ်ငန်းကကိုယ်တိုင်ပေါ့နော်ဝင်ရောက်ပြီးတော့ပါဝင်ပြီးတော့လုပ်ကိုင်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပြီးတော့ဒီလိုမျိုးကျမတို့ဆိုလို့ရှိရင်လည်းဒီ online ပေါ်မှာဒီလို sharing လုပ်ပေးတယ်ပေါ့ကိုယ်တိုင် sharing လုပ်ပေးတယ်ကိုရဲ့ image တွေကိုပြပြီးတော့ဒီလို sharing လုပ်ပေးနေတယ်ဆိုတာကကိုယ်တိုင်ကလေးလာပြီးသားလုပ်ငန်းတစ်ခုဖြစ်နေလို့ပေါ့နော်လုပ်ကိုင်လေးလာပြီးသားလုပ်ငန်းဖြစ်တယ်တကယ်ကို background ကလည်းတကယ်ကိုကြီးမားတဲ့ company တွေနဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်တကယ်ကိုနိုင်ငံတကာမှာလည်းအောင်မြင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဒီလို insight ကိုတွားလိုက်လို့ရှိရင်ပေါ့နော်ဒီတကယ်ကိုယ်တိုင်အသေးစိတ်ဝင်ရောက်လေ့လာမယ်ဆိုရင်လည်းအောင်မြင်နေတဲ့သူတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုအသေးစိတ်လေ့လာပြီးတော့မှဒါကျမတို့က sharing လုပ်ပြရဖြစ်တာပေါ့နော်အဲ့တော့ဒီလုပ်ငန်းကဆိုရင်ဒီတိုင်းပဲကျမတို့ဒီမျိုးပဲ live လေးပြောတာနဲ့ပဲပြီးတာမဟုတ်ဘူးကျမတို့မှာ website တွေရှိတယ်အဲ့ website တွေကလည်းဒီလို system တွေနဲ့ချိတ်ဆက်ထားတာပေါ့ဒီလုပ်ငန်းကိုစတင်လေ့လာမဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်အစင်းစင်းလုပ်ကြရတဲ့လုပ်ငန်းစင်လေးလာရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပထမဆုံးလေးလာဖို့အတွက်ကကြတော့ဒါ register ဖြည့်တာနဲ့စရတာပေါ့နော် register ဖြည့်ပြီးတော့ကျမတို့မှာ website တည်ရှိတယ်ဒီ website တွေမှာregister ဖြည့်လို့ရတယ်ဖြည့်ပြီးသွားရင်နာမည်နဲ့ email address ကိုထည့်ပြီးတော့ register ဖြည့်လို့ရတယ်ဖြည့်ပြီးသွားလို့ရှိရင်ဒါဒုတိယဆင့်ကကြတော့ US ဒေါ်လာ149သွင်းပြီးတော့လုပ်ငန်းရဲ့အသေးစိတ်ကိုလေ့လာရတဲ့လုပ်ငန်းပေါ့နော်အဲ့ဒီအနေမှာကိုနဲ့ကိုက်ညီမှုရှိတယ်မရှိတယ်ဆိုတဲ့ဟာကိုလေ့လာပြီးတော့ကိုနဲ့ကိုက်ညီမှုရှိတယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကလုပ်ငန်းကိုစတင်လုပ်ကိုင်မယ်ကိုက်ညီမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါ US ဒေါ်လာ149ကိုပြန်ယူပြီးတော့ရက်လိုက်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တာပေါ့နော်ဒါပေမဲ့လုပ်ငန်းအသေးစိတ်သိရဖို့အတွက်ကြတော့ဒါ US ဒေါ်လာ149ပေးပြီးတော့လုပ်ငန်းအကြောင်းကိုကိုယ်တိုင်သိရဖို့အတွက်ကဝင်ရောက်လေ့လာရမှာဖြစ်ပါတယ်လို့အဲ့တော့ကျမတို့ဆိုလို့ရှိရင်လည်းဒီလုပ်ငန်းကိုအသေးစိတ်လေ့လာတယ်လေ့လာတဲ့အခါကျတော့ဒီလုပ်ငန်းက system နဲ့ချိတ်ဆက်ထားတာဖြစ်ပြီးတော့ 10% ကကြတော့ကျမတို့ကနေပြီးတော့မှဒီလုပ်ငန်းလုပ်ကိုင်သူတွေကနေပြီးတော့ဝင်ရောက်လုပ်ကိုင်ရတာဖြစ်တာပေါ့နော်
တော့10%ကဘာတွေလုပ်ရတာလဲဆိုလို့ရှိရင်ဒီကျမတို့အခုဆိုလို့ရှိရင် live talk တွေပြောတာရှိတယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာတဲ့သူတွေကိုmentor အနေနဲ့ပေါ့နော် mentor တယောက်အနေနဲ့ mentoring လုပ်ပေးရတာရှိတယ်သူတို့မေးတဲ့ question တွေကိုဖြေပေးရတာရှိတယ် guide လုပ်ပေးရတာရှိတယ်ဒီလုပ်ငန်းကိုစတင်ဝင်ရောက်လာပြီဆိုတဲ့သူတွေအတွက်ကိုလည်းကုမ္ပဏီနဲ့ပေါ့နော်ထိစပ်ပေးရတာရှိတယ်ကျမတို့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရုံးခွဲမရှိတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံမှာရှိတဲ့ရုံးခွဲနဲ့ထိစပ်ပြီးတော့ဒီလုပ်ငန်းကိုထိစပ်ပေးရတာပေါ့နော်ပြီးရင်ကျမတို့သိနေတဲ့လုပ်ငန်းပုံစံအတိုင်းကိုတခြားတစ်ယောက်ကိုသိဖို့အတွက်ဆက်လုပ်နိုင်ဖို့အတွက်ကိုဒါကျမတို့ register တွေဖြည့်ပေးရတယ်ပြီးတော့သက်ဆိုင်ရာ document တွေဒီ run ပေးတာတွေcontract လုပ်တာ sign လုပ်တာတွေစသဖြင့်ပေါ့နော်ဒါတွေကိုကျမတို့ကနေပြီးတော့မှဒီ mentor တွေ coach တွေကနေပြီးတော့မှ guide လုပ်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှဆိုဝင်ရောက်လုပ်ကိုင်နိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တာပေါ့နော်ဆိုတော့အခုဆိုရင်လည်းကျမတို့ဆိုရင်3နေရာမှာနေတယ်ကျမဆိုရင်လည်းဒါမြန်မာနိုင်ငံကနေပဲလောက်ကင်နေကြတာပေါ့နော်ကျမဆိုရင်ရန်ကုန်ကဒီ Manan Home ဆိုလို့ရှိရင်တောင်ကြီးကဒီ Matin ဆိုလို့ရှိရင်လည်းတာချီလေးကပေါ့နော်ဒါဘယ်နေရာမှာပဲမဆိုနေပေါ့နော်လောက်ကင်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုဒါသိရတာပေါ့အဲ့လိုမျိုးပဲဒီမြန်မာနိုင်ငံအနေနဲ့ရမှာလောက်ကင်နေတဲ့သူတွေလည်းအခုဆိုရင်ရှိတယ်ဟိုမြန်မာပြည်အောက်ပိုင်းဆိုလို့ရှိရင်မြိတ်တို့ဒီမူးတုံဘတ်တို့မွန်ပြည်နယ်တို့ရန်ကုန်ပေါ့နော်ဒီလိုပသိမ်ဘက်ကနေစပြီးတော့အဲ့လိုမျိုးမြန်မာနိုင်ငံအထက်ပိုင်းထိကိုဒီလိုမျိုးတောင်ကြီးဘက်မှာရှမ်းပြည်ဘက်မှာဆိုလို့ရှိရင်လည်းလောက်ကင်ပြီးတော့အောင်မြင်နေတဲ့သူတွေအများကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့လုပ်ငန်းကိုသိရဖို့အတွက်ကတော့ဒါအသေးစိတ်လေးလာကြည့်ပါကျမတို့လည်းဒီလုပ်ငန်းကိုစတင်လေးလာတဲ့အခါမှာတော့စတင်လေးလာတဲ့အခါမှာတော့ဘူးမှဒီလုပ်ငန်းအကြောင်းကိုသိတာမဟုတ်ဘူးဒီလိုပဲသိရှိအောင်အတွက်အသေးစိတ်လေးလာရတယ်အဲ့လိုမျိုးပဲသိအောင်အတွက်ကိုလေးလာပြီးလို့ရှိရင်သိချင်တာတွေမေးရတယ်မေးပြီးသွားလို့ရှိရင်ဒီလိုမျိုး mentor တွေကနေ guide လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့တစ်ဆင့်ချင်းသိသွားတာပေါ့နော်ပြီးလို့ရှိရင်လုပ်ငန်းရဲ့လုပ်ကိုင်ပုံကိုဆိုရင်လည်းဒီလိုမျိုးပဲကိုယ့်ရဲ့ partners တွေကနေပြီးတော့မှတွဲပြီးခေါ်သွားတာပေါ့နော်တွဲပြီးတော့ကိုကlive ရှင်တော့ဆိုလို့ဆိုလဲ live မလုပ်ရဘူးပေါ့ဒါပေမဲ့လို့လေကိုယ့်ရဲ့ partner တွေကနေပြီးတော့ကိုယ့်ကိုတွဲခေါ်ကြတယ်live ကို invite လုပ်ပေးတယ်အဲ့လိုမျိုးကနေပြီးတော့မှပဲတွေ့ကြတာပေါ့နော်အခုဆိုရင်လည်းကျမနဲ့ဒီ Manan လို့ဆိုလို့ရှိရင်လည်းManan Home နဲ့ဆိုရင်လည်းအခုမှတွေ့ကြတာပေါ့နော်အဲ့လိုမျိုးတွေပေါ့မတွေ့ရသေးတဲ့သူတွေအချင်းချင်းကလည်းတူတူတွဲပြီးတော့အလုပ်လုပ်လို့ရတယ်ပြီးတော့ win-win situation ပဲပေါ့နော်တယောက်နဲ့တယောက်သူလည်းအဆင်ပြေတယ်ကိုယ်လည်းအဆင်ပြေတယ်ပြီးတော့ကိုယ်လုပ်ငန်းလည်းတိုးတက်တယ်သူရဲ့လုပ်ငန်းလည်းတိုးတက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုအသေးစိတ်သိရဖို့အတွက်ကတော့ဝင်ရောက်လေးလာကြည့်ပြီးတော့ဒါလောက်ကင်လို့ရတယ်ဒါကတော့ကျမတို့လောက်ကင်10% ပေါ့နော်ပြီးတော့ 90% က system နေနဲ့ချိတ်ဆက်ထားတယ်ဆိုတော့ဘယ်လိုချိတ်ဆက်ထားတာလဲဆိုလို့ရှိရင်ကျမတို့ကိုစတင်ပြီးတော့ဒီလို register စဖြည့်ပြီးဆိုတာနဲ့ကိုဒါ system ကနေစပြီးတော့အလုပ်လုပ်ပြီးပြီပေါ့ register စဖြည့်ပြီးဆိုတာနဲ့ကိုကျမတို့မှာဆိုရင်ဒီမြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံခြားမှာနေတဲ့ US မှာပဲဖြစ်ဖြစ် Australia ကပဲဖြစ်ဖြစ် Italy ကပဲဖြစ်ဖြစ်စင်ကာပူကပဲဖြစ်ဖြစ်ပေါ့နော်လောက်ကင်နေတဲ့သူတွေအများကြီးရှိတယ်ကနေဒါဘက်မှာလည်းအများကြီးရှိရပေါ့ဒီလောက်ကင်နေတဲ့သူတွေအားလုံးနဲ့ system တစ်ခုတည်းပဲချိတ်ဆက်ထားတာဖြစ်တယ်အဲ့အတွက်ကြောင့်မို့ကျွန်မစီမှာ register ဖြည့်လိုက်တယ်ဆိုလို့ရှိရင်2လအတွင်းဆိုရင်နောက်တစ်ယောက်မှာ register တော့ဖြည့်လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ system က2လတော့တွင်ဆိုရင်ဒီတစ်ယောက်မှာပဲဒီ register ကဝင်တယ်ဒီနောက်တစ်ယောက်ကိုချိန်ချင်တယ်ဆိုလို့ရှိရင်2လဆောက်ပြီးတော့နောက်ထပ်တစ်ယောက်ကို register ထပ်ဖြည့်လို့ရအောင်ဆိုပြီး system ကချိတ်ဆက်ထားပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့register ဖြည့်လာတယ်ဆိုလို့ရှိရင်လည်းကျမတို့ကနေပြီးတော့မေးရတာပေါ့နော် register ဖြည့်လာတယ်ဆိုရင် email address နဲ့ဒီ email address နဲ့နာမည်လေးပြောပေးပါအဲ့ခါကြလို့ရှိရင်ကျမတို့ကဘာဖြစ်လို့ဒီဟာကိုတောင်းတာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ system မှာတွက်စစ်ရတယ် system မှာစစ်ပြီးတော့ကိုယ့်ရဲ့lead ဖြစ်နေတဲ့ခါကြမှာကိုယ့်စီကိုလာ join လာတဲ့ register ဝင်တဲ့သူဖြစ်တဲ့ခါကြမှာဒါလည်းကျမတို့ကဆက်ပြီးတော့ဒီလူနဲ့ handle လုပ်ပြီးတော့ဆက်ပြီး guide လုပ်ပေးတယ်ပေါ့နော် mentoring လုပ်ပေးတယ်သူဘာနောက်တစ်ဆင့်ကိုဆက်သွားဖို့အတွက်ကိုဘယ်လိုတွေသွားရမှာလဲဥပမာဒီ US ဒေါ်လာ149သွင်းဖို့ဆိုရင်လည်းဘယ်လိုပုံစံနဲ့သွင်းရမှာလဲမြန်မာငွေနဲ့140 US ဒေါ်လာ149စာမြန်မာငွေသွင်းခြင်းနဲ့ဆိုရင်ဘယ်လိုပုံစံနဲ့သွင်းရမှာလဲ visa ကတ်မရှိသေးလို့ရှိရင် visa ကတ်ကိုဘယ်လိုလုပ်ရမှာလဲ visa ကတ်ကိုလုပ်လို့မရတဲ့နေတွေဖြစ်နေတယ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုကူညီပေးလို့ရမှာလဲစသဖြင့်ပေါ့နော်ဒါတွေဝါကြတော့ကျမတို့ guide လုပ်ပေးပြီးတော့ system နဲ့ချိတ်ပြီးတော့ကျမတို့အလုပ်လုပ်သွားရတာပေါ့အဲ့
လိုမျိုးပဲလုပ်ငန်းစတင်လေ့လာပြီးဆိုတဲ့သူတွေကဒီ webinar file တွေကြာလာတယ်ဆိုလို့ရှိရင်လဲဒါက system ကနေပြီးတော့မှတခါတည်းကိုချိတ်ပေးထားတာပေါ့နော် webinar file တွေဆိုတာလည်းအပတ်စဉ်ဒီ webinar တွေက live stream တွေကိုအပတ်စဉ်ရှိတယ်အဲ့ဒါတွေကလည်း system ကနေတခါတည်းချိတ်ထားပြီးတဲ့အတွက်ကြောင့်မို့လို့live တွေကလည်းအပတ်စဉ်ချိန်သွားတဲ့လိုမျိုးပဲဒီ system မှာလည်းလုံးဝ update တွေမြဲဖြစ်နေတာပေါ့နော်ဆိုတော့ဒီပြီးလို့ရှိရင် register course ကို register ဖြည့်လိုက်တဲ့သူဆိုလို့ရှိရင်လည်းကျမတို့ကနေပြီးတော့မှ reminder mail တွေတွားတာရှိတယ်အဲ reminder mail တွေဆိုလို့ရှိရင်လည်းကျမတို့စီကို9ယောက်ပဲ register ဖြစ်အယောက်50ပဲ register ဖြစ်ကျမတို့ကနေပြီးတော့မှဒီလူတစ်ယောက်ချင်းစီကိုဟို normal အတိုင်းပေါ့နော်50ရော email ရောက်ပြီးဒီတစ်ယောက်ကိုတော့ email ပြန်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲね system ကနေပြီးတော့မှကျမတို့ရဲ့ကိုစားကိုတောက်လျှောက်ပြန်ပေးနေတာပေါ့ email ကိုတွားပြီးတော့သူတို့တွေ remind လုပ်ပေးတယ် remind လုပ်ပေးတယ်ဆိုတော့ဒါတွေက system နဲ့ချိတ်ဆက်ထားလို့ဒါတင်ကျမတို့တခြားဘက်ကလုံးဆက်ရှိတဲ့ကိုအလုပ်ကိုလုပ်လို့ရတယ်ပြီးသွားလို့ရှိရင် system ကသူ့ဘာသာသူလုပ်ပေးနေ inquiry တွေရှိလို့မေးမြန်းတာတွေဖြေစရာရှိတယ်ဆိုရင်ကျမတို့အချိန်ရတဲ့အခါကျရင်ဝင်ကြည့်လိုက်လို့ဒီတွေ့တယ် message တွေ့တယ်ဆိုလို့ရှိရင် reply ပြန်ပေးလိုက်လို့ရတယ်ပေါ့ဒါပေမဲ့ auto system ကတော့ကျမတို့ကိုစား 24/7 ပေါ့နော်24နာရီလုံးအလုပ်လုပ်ပေးနေတာဖြစ်တယ်ချို့စီဆိုလို့ရှိရင်ကိုရီကို inquiry လာထားတဲ့ဟာတွေကိုကျမတို့ကမနေ့ကမှကျမတို့အိယာနိုးတဲ့ခါကျမှဒါသိရတယ်ပေါ့နော်ဒါညဒီလိုမျိုးဟို 24/7 ကကြတော့ system ကနေချိတ်ဆက်ပြီးတော့လုပ်ပေးနေတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒီလုပ်ငန်းကိုအသေးစိတ်လေ့လာကြည့်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲဒီလိုမျိုးဒီလုပ်ငန်းတွေကိုစတင်လုပ်ကိုင်ပြီးဆိုလို့ရှိရင်လေကျမတို့ကနေပြီးတော့မှဒီမြန်မာနိုင်ငံမှာတော့ရုံးခွဲမရှိတဲ့အတွက်ကြောင့်မလို့ထိုင်းရုံးခွဲနဲ့ချိတ်ဆက်ပြီးရတာပေါ့အဲ့တော့ထိုင်းရုံးခွဲနဲ့ချိတ်ဆက်တယ်ဆိုရင်လေကျမတို့ကထိုင်းရုံးတွေကိုဖုန်းတွေဆက်ပြီးတော့ဒီလိုမျိုးဟိုစာတိုက်ကနေစာတွေပို့နေပြီးတော့တွားချင်ဘာမှမလိုပေါ့နော်ဒီကနေကျမတို့ email နဲ့ပို့လိုက်တယ်ဟိုဘက်ကနေပြီးတော့မှလိုအပ်တဲ့စာရွက်စာတမ်းတွေရှိတယ်အဲ့လိုမျိုးပဲကျမတို့မှာ training site တွေရှိတယ်ဒီလိုအပ်တဲ့စာရွက်စာတမ်းတွေကိုဒီ back office ကစာရွက်စာတမ်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းသူတို့ကကျမတို့ရဲ့ training site တွေမှာအကုန်တင်ထားပြီးသားပေါ့အဲ့တင်ထားပြီးသားဟာကိုကျမတို့က form တစ်ခုလိုချင်တယ်ဆိုလို့ရှိရင်လည်း training site တွေမှာတွားယူလိုက်ရုံပဲအကယ်၍တစ်ခုခုမေးမြန်းစရာရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့က back office ကို email ပို့လိုက်ပြီးတော့ငါတို့ data လေးသိချင်တယ်ငါတို့ profile လုပ်ပေးလို့ရမလားဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့မှ profile လုပ်ပေးတယ်ပေါ့နော် email တွေဒါကတော့ကိုမေးတဲ့ပုံမှာမူတည်ပြီးတော့သူတို့က24 hours ကိုကျမတို့ကို support ပေးထားတယ်ဟိုကိုသိချင်တာရှိရင်လည်းသူတို့ကဖြည့်ပေးတယ်ပေါ့နော်ဒါကတော့ထိုင်းရုံးနဲ့ဆက်ဆက်ရတာအဲ့တော့ဘယ်နိုင်ငံမှာပဲရှိသူတို့ကဒါနိုင်ငံမှာ26နိုင်ငံမှာဟိုရုံးခွဲ43ရုံးရှိတဲ့အတွက်ကြောင့်မလို့တခြားနိုင်ငံတွေအဆိုလို့ရှိရင်လည်းသက်ဆိုင်ရာရုံးခွဲတွေနဲ့ချိတ်ဆက်ရတယ်ဒါပေမဲ့လုပ်ငန်းလုပ်ကိုင်ပုံချင်းကပုံစံတူပဲပေါ့နော်အဲ့လိုမျိုးနဲ့တွားရတာဖြစ်တယ်အဲ့အတွက်ဆောင်လို့ဒီလုပ်ငန်းကိုလေ့လာနေတဲ့သူတွေလုပ်ငန်းကိုတချို့ကြတော့လေးလာတယ်ဆို live လေးကိုကြည့်တာနဲ့ပဲဟိုလေးလာလို့ပြီးသွားတဲ့ဟာမျိုးတွေဖြစ်အောင်ပေါ့နော်ဒီလုပ်ငန်းကဘာလဲဆိုတဲ့ဟာကိုစတင်ပြီးတော့လေးလာမဲ့သူတွေတက်ကြတော့ဒါ register လေးဖြည့်ကြည့်ပါ register ဖြည့်ပြီးတော့လေးလာကြည့်ပါအဲ့တော့တချို့ကြတော့လည်း register ဖြည့်လိုက်တယ်ပေါ့နော် register ဖြည့်လိုက်တာနဲ့ကိုမပြီးသေးဘူးပေါ့နော် register ဖြည့်ပြီးသွားလို့ရှိရင်အဲ့မှာ webinar file ကျလာတယ် webinar file ကလည်း English လိုဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါကိုကအဲ့မှာ webinar file ကိုလေးလာပြီးတော့မြန်မာဘာသာ file သိဖို့အတွက်ကြတော့ကျမတို့နဲ့ဆက်သွယ်လို့ရှိရင်ကျမတို့ကဒီဟိုဘာသာပြန်ထားတဲ့မြန်မာဘာသာပြန် file တွေရှိတယ်အဲ့ဒါတွေကိုပို့ပေးပြီးတော့ဒါသူလိုချင်တဲ့ထပ်ပြီးတော့သိချင်တဲ့မိခွန်းတွေကိုသူ့ရဲ့သတ်မှတ်အဆင့်တိုင်းကိုရှင်းပြပေးတာပေါ့နော်အဲ့တော့ကျန်တဲ့ဟာတွေကကြတော့ကိုကဒီတယောက်ချင်းကိုလာမင်းမဲ့တယောက်ချင်းတိုင်းကိုထိုင်ဆောက်ပြီးတော့ဒီဟိုရုံးချိန်လိုမျိုးပေါ့နော်ထိုင်ပြီးတော့ဒီဘယ်သူ email ဝင်လာလဲဆိုတာကိုကြည့်နေစရာမလိုဘူးကိုအားတဲ့အချိန်မှာအလုပ်လုပ်ကင်လို့ဒီလုပ်ငန်းကိုလုပ်ကင်လို့ရတယ်ဒီကိုအဆင်ပြေတဲ့အချိန်ပေါ့မနေ့ပိုင်းအားရင်မနေ့ပိုင်းညနေပိုင်းအားညနေပိုင်းပေါ့အခုဆိုရင်လည်းကျမတို့ဒီလို live talk တွေပြောရဆိုရင်လည်းအချင်းချင်းနှိလို့ရတယ်သူအားတဲ့အချိန်ကိုအားတဲ့အချိန်ဆိုတော့နှိပြီးတော့မှဒီလိုမျိုးဟိုဒီ live talk လေးတွေလည်းပြောလို့ရတာပေါ့နော်ဒီကျမတို့စီမှာဆိုရင် website ရှိတယ်ဆိုရင်ဒီ website က website only ပဲမဟုတ်ဘူးအပြင်မှာ website တွေလုပ်လို့ရတယ်ဆိုပေမဲ့ကျမတို့ဒီ website ကအပြင်မှာသွားလုပ်ပြီးတော့ရလာတဲ့ website နဲ့မတူဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျမတို့က
training system တွေနဲ့ချိန်ထားတာရှိတယ်။အနောက်ကနေပြီးတော့မှဒါဒီ global light ပေါ့ system တွေနဲ့ချိန်ထားတာရှိတယ်။လုပ်ငန်းတစ်ခုစပြီးဆိုလို့ရှိရင် system တွေနဲ့ချိန်ထားပြီးတော့ training site တွေနဲ့ချိန်တယ်ဆိုရင်လည်းအများနဲ့ update ကလိုတယ်လေ update ကအများတန်းဒီဖြစ်နေတာဆိုတော့ဒီ update ဆိုလို့ရှိရင်လည်းကျမတို့ကနေပြီးတော့မှဒီ system ကို update ဖြစ်ဖို့အတွက်ကိုလိုက်လုပ်ပေးစရာမလိုဘူးကျမတို့ရဲ့ back office ကနေပြီးတော့မှ system ကိုအမြဲတမ်း update လုပ်ပေးတယ် update လုပ်ပေးတဲ့အခါကျတော့ကိုယ့်ရဲ့အချိန်ကြီးတက်တာပေါ့နော်ကိုလိုရမယ့်အချိန်ကြီးတက်တာတယ်ပြီးတော့ဒီကိုအဆင်ပြေတဲ့အချိန်မှာအလုပ်လုပ်ကင်လို့ရတယ်အဲကြောင့်မလို့လဲအခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါလောက်ကင်နေတဲ့သူတွေအများကြီးပေါ့အိမ်မှာနေတဲ့အိမ်မမေတွေဆိုလို့ရှိရင်လည်းကလေးတွေကြောင်းပို့ရင်းနဲ့အဆင်ပြေတဲ့အချိန်မှာလောက်ကင်လို့ရတယ်အခုဆိုရင်ဒီအလုပ်တစ်ဖက်ရှိနေတဲ့သူတွေဆိုလို့ရှိရင်လည်း full time အလုပ်တစ်ဖက်လောက်ကင်နေတယ်ပေါ့နော်ကိုအဆင်ပြေတဲ့အချိန်ကိုအားတဲ့အချိန်မှာညှိပြီးတော့လောက်ကင်လို့ရတဲ့လုပ်ငန်းဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒီကဲတဲ့ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ကကြတော့သူရဲ့သတ်မှတ်အဆင့်တိုင်းကိုလေ့လာကြည့်ဖို့တော့လိုပါတယ်လို့အဲ့အတွက်ကြောင့်မို့လို့စတင်လေ့လာမဲ့သူတွေအတွက်ကြတော့ဒီ register ဖြည့်တဲ့အဆင့်ကနေစ register ဖြည့်တာကလည်းregister ဖြည့်လို့မတတ်ဘူးဘယ်လိုဖြည့်ရမလဲဆိုတာမသိလို့ရှိရင်လည်းကိုဒီချိတ်ဆက်လို့တဲ့ mentor နဲ့ဆက်သွယ်ပြီးတော့ပေါ့နော်ဆက်သွယ်ပြီးတော့ဘယ်လိုဖြည့်ရမှာလဲဒီ register ကတော့ဖြည့်လို့မရဘူးဆိုလို့ရှိရင်လည်းစပြီးတော့မေးလို့ရတာပေါ့နော်အဲ့တော့ဆိုတော့အကုန်လုံးကိုပဲလေ့လာကြည့်ပါလို့ပြောပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါမရေအခုလိုရှင်းပြအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ပါတယ်တင်းတို့လုပ်နေတဲ့အလုပ်ကတော့100ရာခိုင်နှုန်းတင်းတို့ကိုယ်တိုင်လုပ်ဆရာမလုပ်ဘူးဥပမာဆိုတင်းပဲကြည့်တင်းဆိုတာဗာလဲအလုပ်တစ်ဖက်နဲ့ပေါ့နော်အလုပ်တစ်ဖက်နဲ့ကလေးပေါက်စလေးတစ်ဖက်နဲ့ပေါ့လေနော်တင်းတို့အလုပ်ချိန်နဲ့အရင်များတယ်အလုပ်ချိန်က12နိုင်ဆိုင်12နိုင်ဆိုင်မနေ့မိုးလင်းမျက်လုံးဖွင့်တာနဲ့ပြင်ဆင်ပြီးအလုပ်လာညမိုးချုပ်ပြန်တော့အခြားတစ်ဖက်တစ်လန်ကနေဝင်ငွေရဖို့ဆိုတာမရှိဘူးလေနော်အဲ့ဒီအခုလုပ်နေတဲ့အလုပ်နဲ့ဆိုရင် तू က12နိုင်ဆိုင်မလို့ပြောအိမ်ရောက်ပြီဆိုရင်ကိုယ်ပီပီလေးလေကယူးဆိုင်ရလေးလေနော်သူတနေကုန်ပြစ်ထားဆိုတော့အရန်ချွဲပြောသမီးလေးဆိုတော့ပိုဆိုးအဲ့ဆိုသူ့ကိုလည်းအဖော်ပြုတ်ပေးရသေးတယ်အဲ့ကြောင့်မလို့နောက်ထပ်အခုခေတ်အရဆိုရင်တင်းတို့အလုပ်တစ်ခုနဲ့တင်ကိုနေတော့လို့မရတော့ဘူးလေနော်ပထမ income တစ်ခုရှိဟာအရင်တော့ဆိုရင်တော့ income တစ်ခုရှိရင်စားတောက်တဲ့အပြင်ကိုဘယ်လိုဖြစ်အပိုရှင်ကိုစုလို့ရသေးရတယ်နော်အခုခေတ်အနေထားကတော့ကိုတစ်ခု income ရှိရနဲ့ဒီအဲ့ဒီဟာမလောက်တဲ့အနေထားကြီးဖြစ်နေတာပေါ့လေနော်အဲကြောင့်မလို့တင်းတို့ကလည်းတင်းတို့နဲ့ asset တဲ့စီးပွားရေးတစ်ခုပေါ့လေနော်အခုလုပ်နေတဲ့အလုပ်လည်းဥမာကိုကအတစ်တစ်ခုလုပ်မယ်ကိုအဲ့အခုလုပ်မဲ့ online digital ကလည်းကိုတန်းလို့တန်းအောင်မြင်မှာမဟုတ်လေနော်ပဲစီးပွားရေးမဆိုအချိန်တစ်ခုလုပ်ပေးရတာပေါ့လေနော်အဲကြောင့်မလို့ဘလို့ပဲဖြစ်ကိုအခုလက်ရှိလုပ်နေတဲ့အလုပ်နဲ့တာတွဲလောက်ကင်လို့ရတဲ့စီးပွားရေးတစ်ခုပါကိုစတင်လို့ရတာလေနော်အဲကြောင့်မလို့အခုမိတ်ဆွေတို့လည်းတင်းတို့လိုမျိုးပေါ့နော် full time အခုတစ်ခုလုပ်နေတယ်နောက်ပြီးတော့ဖက်တလန်ကနေအပေါ်ဝင်ငွေရှာချင်တဲ့လူတွေတင်းတို့အခုလုပ်နေတဲ့ online ကိုလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်သူကတော့တင်းတို့ခရမမော်ပြောတော့အတိုင်းပဲတင်းတို့ကတော့30ရာခိုင်နှုန်းအားစရုံပဲကျန်တဲ့90ရာခိုင်နှုန်းက agro system လုပ်ပေးလိုက်တာတင်းတို့ဘာမှလုပ်ဆရာမလို့ဘူးတင်းတို့အိတ်နေတောင်မှဝင်ငွေရတယ်ဆိုတော့အလုပ်ပေါ့နော်မျိုးအလုပ်ကအိတ်နေတောင်ဝင်ငွေရတာပဲဆိုတော့အလုပ်အဲ့လိုမျိုးဖြစ်နေပါတယ်တင်းတို့အလုပ်ကပေါ့နော်အဲကြောင့်မလို့အဲ့စီးပွားရေးစိတ်ဝင်စားတယ်တကယ်တကယ်လေးလာစီချင်တာပေါ့လေနော်အခုလိုပြောရတဲ့အတိုင်းပဲလိုက်လေးကြည့်ပြောအမျိုးပဲလားအဆင်ပြေပါမလားဘာညာမျိုးတွေးနေမှာဆိုလို့ပေါ့နော်အဲကြောင့်မလို့ပြီးတော့တင်းတို့စီးပွားရေးကတရေဝင်စီးပွားရေးဖြစ်တယ်တရေဝင်စီးပွားရေးအကြောင်းပဲအချက်လေးကြောင့်ဘလို့တရေဝင်စီးပွားရေးလို့ဆိုနိုင်တယ်ဆိုတဲ့အပေါ်ကိုအမမိုးခေါမ်ကနေ sharing လုပ်ပေးပါဦးမရေဟုတ်ကဲ့ပါဖိတ်ခေါ်ပေးအတွက်လည်းကျေးဇူးများတင်ပါတယ်အခုတစ်ခါမှမဆုံးဘူးတဲ့မမော်ခိုင်နဲ့လည်းပေါ့နော်ပထမဆုံးတွေ့ရကြအောင်တစ်ခါ digital business ရဲ့ကောင်းကျိုးဖြစ်ပါတယ်လို့ကမကိုတွေ့ရတဲ့လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ပေါ့နော်ကျွန်မကိုချက်လောက်ပြန်ပြီးမိတ်ဆက်ချင်ပါတယ်ကျွန်မနာမည်နောက်မဟောမှာလက်ရှိပေါ့နော်မြန်မာပြည်တောင်ကြီးမြို့မှာမိသားစုနဲ့တူနေထိုင်ပါတယ် digital business ကိုကျွန်မ professional လုပ်လဲတစ်ဖက်တစ်လမ်းကလောက်ကင်ပြီးတော့မှပေါ့နော်အိမ်မှာနေနေပဲမိသားစုကိုဆောက်ရှောက်ရင်းနဲ့ပဲတွဲဖက်ပြီးလောက်ကင်နေတဲ့ digital business owner တယောက်ဖြစ်တယ်လို့ digital business ကိုစိတ်ဝင်စားတဲ့လူတွေပေါ့နော်ကိုဒီမှာကနေတစ်ဖက်တစ်လမ်းနေပြီးပြန်ပြီးတော့မှလက်တွဲခေါ်ပြီး mentoring လုပ်ပေးနေတဲ့ businessman တယောက်လည်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါ
မခိုင်ပြောတော့ဆိုကျမတို့လုပ်ငန်းနဲ့ပတ်သက်တာအများကြီးပေါ့နော်ပြပြသွားတာဖြစ်ပါတယ်ပြပြဆိုပြပြသွားပြီပေါ့နော်ဟုတ်ကဲ့ကျမကိုခုနပြောထားတဲ့မိခွန်းလေးနဲ့ပြန်ပြီးမှပြန်ဖြေရမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပေါ့နော်ယုံကြည်စိတ်ချတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အကြောင်းပဲအချက်တွေကိုကြည့်ရလဲဆိုတော့အကြောင်းလေးပြပြမယ်ဆိုရင်ကျမရဲ့ background ဖွားလေးနဲ့ဆက်ဆက်ပြီးတော့ပြပြချင်တယ်ပေါ့နော်ကျမကလည်းပေါ့ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ပေါ့နော်ကျမရဲ့လုပ်နေတဲ့ဖက်ပြီးတော့မှနောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကိုအများကြီးရှာဖွေတဲ့နေရာမှာ online စီးပွားရေးကိုတွေ့ခါကြစိတ်ဝင်စားတယ်ဒါမဲ့လို့ online ဆိုတဲ့အတိုင်းပဲအများဆုံးကတော့ဒီကိုကြားဖူးတဲ့ပတ်ဝန်းကျင်မှာကြားဖူးတဲ့ဟာတွေကလည်းပေါ့နော်ခံရတဲ့ပိုင်းတွေလေးညပိုင်းတွေမှာပျောက်သွားတဲ့ပိုင်းတွေအဲ့လိုလေးတွေလည်းမကြအရန်ကြားရကြမှာကျွန်တော်ဒီလုပ်ငန်းကိုပေါ့နော်စိတ်ဝင်စားရမယ်ကျွန်တော်ရှေ့ဆက်မရောမသွားနိုင်ခဲ့ပေါ့နော်အဲ့လိုပဲခိုင်မာမှုရှိလားတရားဝင်စီးပွားရေးလုပ်ငန်းဖြစ်သလားဆိုတဲ့တန်တရားတွေနဲ့ပဲကျွန်မနေခဲ့တဲ့ကြောင့်မို့ကျွန်မကြံ့ကြာခဲ့ရတဲ့ပိုင်းတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဟုတ်ကဲ့ပေါ့နော်ကျွန်မလိုမျိုးမကြံ့ကြာစေချင်လို့ကျွန်မကတော့ခုနောက်ပိုင်းဆိုရှင်ဝင်ရောက်ပြီးလုပ်ကိုင်းတာလည်းနှစ်ကျော်ကာလရှိပြီအခုဆိုလုပ်ကိုင်းတဲ့လူတွေလည်းအများကြီးရှိကြောင်းပြန်ပြီးမှ sharing လုပ်ပေးရဖြစ်ပါတယ်ပေါ့နော်အဲ့လိုတန်တရားနေပဲဆက်နေမယ်ဆိုရှင်တော့ကျွန်မလည်းဒီရှိရောက်လာမှာမဟုတ်ပေါ့နော်ကျွန်မတန်တရားမှာရက်နေခဲ့မယ်ဆိုရင်ရောက်လာမှာမဟုတ်ဒါမဲ့လို့ကျွန်မကအဲ့တန်တရားကိုစိတ်ရှိပေမဲ့လည်းတကယ်ပဲဖြစ်နိုင်မလား$149ပေးလို့ရှိရင်သူတို့ refund ပေးတကယ်ပတ်စံပဲတကယ်ပဲအဲ့ပတ်စံနဲ့ပျောက်သွားမလားဆိုတဲ့စိတ်ကိုရှိပေမဲ့လည်းဒီလုပ်ငန်းကကိုယ့်အတွက်အခွင့်အရေးဖြစ်နိုင်ပါတယ်ဆိုတဲ့ခါတဲ့စိတ်နဲ့ကိုပြန်ပြောမှမြန်မာနိုင်ငံမှာလုပ်ကိုင်နေအမားတွေတွေ့တဲ့ခါကျတော့ပို့ပြီးယုံကြည်မှုရှိတောင်းပေါ်ကျွန်မရှေ့ဆက်ပြီးလေ့လာလိုက်တဲ့အချိန်မှာကျွန်မဒီလုပ်ငန်းကိုရှေ့ဆက်တင်သလားမရှေ့ဆက်တင်ဘူးလားဘယ်တကယ်ပဲဘောနော်သူပြောလို့မျိုးဟုတ်တလားတဲ့တန်ဟုတ်လားဆိုတဲ့ဟာကိုတန်တရားတွေရှင်းလင်းသွားတာဖြစ်ပါတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီလုပ်ငန်းခိုင်မာမှုရှိလားဆိုတဲ့ဟာကိုကျွန်တော်တို့အပြောတွေမဟုတ်ပဲねပေါ့နော်ကိုတေချာသိရအောင်ဆိုရှင်$149ဖြစ်တဲ့ second step ကိုပေါ့နော်တွင်းပြီးတော့မှအသေးစိတ်လေ့လာကြည့်ဖို့အားလုံးကိုကျွန်မကဖိတ်ခေါ်လိုက်ပါတယ်အဲ့ဒါကတကယ်ပဲပေါ့နော်အဲ့မှာလေ့လာခြင်းအပြင်ဒီလုပ်ငန်းဟာကျွန်တော်တို့အပြောတွေမဟုတ်ပဲねကိုယ်တိုင်မြတ်ဝါထင်ဒီလုပ်ငန်းရဲ့ကောင်းမွန်တဲ့ဟာတွေကိုလည်းကိုယ်တိုင်တွေ့ရမယ် information တွေအပြည့်စုံတွေ့ရမယ်ပေါ့နော်ကျွန်တော်တို့ကတော့ sharing လုပ်ပေးရဟုတ်တယ်ကျွန်တော်ပြပြတဲ့ခါကြံခဲ့တဲ့ဘိုင်းတွေရှိရကိုသိချင်တဲ့ဘိုင်းတွေနဲ့သူပြပြတဲ့ဘိုင်းတွေနဲ့ဆက်ပြီးတော့မှကြံတဲ့ဘိုင်းတွေရှိမှကျွန်တော်ကိုယ်တိုင်ဝင်ရောက်ပြီးလေ့လာခြင်းအပြင်ပြန်ပြီးတော့မှလေ့လာပြီးတော့မှကိုယ့်ရဲ့ပေါ့နော် register လုပ်တဲ့ mentor ပြန်ပြီး discuss လုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှဒီလုပ်ငန်းရဲ့ခိုင်မာတဲ့အကြောင်းကိုသိရမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျမတို့ကလည်းဒီလုပ်ငန်းရဲ့ဘယ်လောက်ခိုင်မာမှုအကြောင်းကိုလည်း share ပြီးထပ်ပြီး sharing လုပ်ပေးချင်ပါတယ်ဒီလုပ်ငန်းကိုကျမ$149သွေးမီလေ့လာတဲ့အချိန်မှာဒီလားကျမတို့ကအင်္ဂလိပ်မြန်မာနဲ့ဘာသာနဲ့လေ့လာရတဲ့ပိုင်းတွေဖြစ်တဲ့အခါကျတော့ရှင်ကျမတို့ကပို့ပြီးရှင်းရှင်းလင်းလင်းသိရတယ်ပေါ့နော်ဗီဒီယိုလေးတွေလည်းအပိုင်းလေးနဲ့လေ့လာတဲ့ခါကျမှဒီလုပ်ငန်းဟာအနောက်မှာဆိုလို့ရှိရင်ပေါ့နော်အလုပ်ကိုင်တဲ့တွဲဖက်ပြီးတော့မှအလုပ်ကိုင်တာ franchise ယူထားတဲ့စီးပွားရေးကုမ္ပဏီအဆိုတခုတည်းမကရှိတယ်ကုမ္ပဏီ3ခုရှိတယ်ဆိုတဲ့အကြောင်းလည်းသိခဲ့တယ်အဲ့ကုမ္ပဏီပါဆိုရှင်မှာအကောင်းဆုံးပေါ့နော်အဲ့မှာအကြီးစားဆုံးကုမ္ပဏီတစ်ခုอ่ะဆိုလို့ရှင်တော့ကျမတို့ရဲ့ပေါ့နော်အဲ့ခုဆိုရှင်နှစ်ပေါင်း51နှစ်တက်တန်းရှိသွားပြီပေါ့နော်51တက်တန်းရှိသွားပြီအဲ့ကျမတို့စားလေးလာတော့ဆို49နှစ်တက်တန်းပဲရှိသေးတယ်ပေါ့နော်အခုဆိုအဲ့ပြောမှာအဲ့ကုမ္ပဏီอ่ะဆိုလို့ရှင်နေပေါ့နိုင်ငံပေါင်းခုနမခိုင်လည်းပြောသွားတယ်နိုင်ငံပေါင်း26နိုင်ငံမှာရုံးခွဲပေါင်း43ခုထိကိုအများကြီးကိုဖွဲ့ပြီးဖွင့်လှစ်ထားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ပြီးတော့သက်ဆိုင်ရာရုံးခွဲစိုက်တဲ့နိုင်ငံအစိုးရတွေစီကိုလည်းတရားဝင်မပုံတင်ထားတဲ့ဆိုတာလည်းသိခဲ့ရတယ်ပြီးတော့ဒီလုပ်ငန်းဆိုရှင်နေပေါင်း50ကျော်ပေါ့နော် offline မှာရုံးလေးလုပ်ကိုင်နေအခု online နဲ့ affiliate ယူပြီးတော့မှလုပ်ကိုင်လာဆို8နှစ်တာကာလပေါ့နော်8နှစ်တာကာလမှာဆိုအောင်မြင်မှုတွေအများကြီးရပြီးတော့မှလုပ်ငန်းရှင်ပေါင်းနဲ့3ကျော်ကိုဝင်ရောက်ပြီးလုပ်ကိုင်နေတာဆိုတာကိုလည်းသိခဲ့ရတယ်ဒီကာလမှာတော့ online ရဲ့ချိတ်ဆက်တဲ့မှာ online ရဲ့ကောင်းကျိုးတွေ digital ရဲ့ချိတ်ဆက်တဲ့ကောင်းကျိုးတွေအရန်ပြီးတော့တိုးတက်ပြီးတဟုန်ထိုးတိုးတက်လာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပေါ့နော်ဒီနေ့51နှစ်တက်တန်းမှာဆိုလို့ရှင်လေဒီလုပ်ငန်းဆိုရှင်လည်းလုံးဝနာမည်ပြန်မရှိပဲတကယ်ပဲရည်ကြည်နိုင်ခဲ့တယ်ပြီးတော့နိုင်ငံတကာပေါ့နော်ကမ္ဘာအဆင့်မီ ISO လက်မှတ်တွေအများကြီးရတယ်ဆိုတဲ့ဟာကိုလည်းကျမတို့မြန်မာထင်ကိုယ်တိုင်တွေးခဲ့ရတယ်ပေါ့နော်အရှိကတော့ကျမတို့ရဲ့ mentor တွေအဲ့လိုမျိုး share လုပ်ပေးရပါတယ်ဒါပေမဲ့ကိုယ်တိုင်$149သွင်းတဲ့ခါကျလို့ရှင်တော့အဲ့ဒါကိုယ်တိုင်သိခဲ့ရတယ်ဟုတ်မဟုတ်ကိုလည်းထပ်ပြီးတော့မှ Google တို့ YouTube မှာထပ်ပြီးတော့မှလည်းထပ်ပြီးမှ search လုပ်ပြီးရှာမယ်ဆိုလို့ရှင်လေ information တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါတွေကိုဒါလည်းချပြပါလားလို့လည်းချုပ်ကလည်းပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒါကြတော့ကျမတို့ကဒီလိုမျိုးလောက်ထားတာ$149နဲ့ limit လောက်ထားတာက filter လောက်ထားတာပေါ့နော် filter ထားဆိုတာကတကယ်ပဲဒီလုပ်ငန်းကိုစစဲဝင်ထဲဝင်လေ့လာတကယ်ပဲယုံကြည်မှုရှင်တဲ့တကယ်ပဲတန်တယ်တကယ်ပဲလောက်ကန်ရှင်တဲ့လူတွေအတွက်ကူတာကျမတို့ကတခြားစစ်ထုတ်တဲ့အနေနဲ့ filter တွေနဲ့ကျမတို့ဒီလုပ်ငန်းတရားအဖို့ခတစ်ခုပေးပြီးတော့မှလေ့လာစီတာဖြစ်ပါတယ်ပေါ့နော်ကျမတို့ပတ်စံပေးပြီးလေ့လာတဲ့ခါကျမှဆိုကျမတို့ပတ်စံဆုံးရှုံးသွားမှာလေအဲ့ဒီစိတ်တွေကလည်းတန်တရားစိတ်ပူတယ်ပေါ့အခါကျရင်ကိုကတကယ်ပဲဟုတ်လားမဟုတ်လားဆိုတော့ပို့ပြီးတော့မှအားစိုက်ပြီးတော့မှလေ့လာဖြစ်တယ်ပေါ့နော်လေ့လာဖြစ်တယ်အဲ့မှာကိုယ်အတွက်ဟုတ်မဟုတ်ဆိုတော့လေဗြဟ္မုတစ်ခုလည်းပို့ပြီးတော့ထားစီခြင်းနဲ့ပြီးတော့မှဒီလုပ်ငန်းကဆိုလို့ရှိရင်
တကယ်ပဲဘောနော်နိုင်ငံတကာ global business တစ်ခုဖြစ်ပါတယ်တကယ်ကိုလုပ်ငန်းတည်တည်လေးလည်းမဟုတ်ဘောနော်ကြီးမားဖြစ်တယ်အခုဆိုရင်နိုင်ငံပေါင်းများစွာကနေပြီးတော့မှလုပ်ငန်းရှင်တွေကနှစ်သိန်းကျော်ကိုဝင်ရောက်ပြောတွဲဖက်ပြီးလုပ်ကိုင်နေဆိုရှင်အောင်မြင်မှုတွေလည်းအများကြီးရရှိနေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီ$49ဆိုတဲ့ချင်းဒါလေးတွေကိုလည်းအများကြီးတွေ့ခဲ့ရတယ်ပြီးခါကျလို့ရှိရင်ကျမတို့ရဲ့ခုန group ထဲမှာတွေ့ရတဲ့ခါကျလို့ရှိရင်ကျမတို့ရဲ့နိုင်ငံတကာလုပ်ငန်းရှင်တွေဘက်မှာခုနတို့အမတို့ပြောသလိုအိမ်မှာနေနဲ့တွဲဖက်ပြီးလုပ်ကိုင်တဲ့လူတွေရှိတယ်လေတစ်ဖက်တည်းလုပ်ကိုင်တဲ့လူတွေရှိတယ်ချို့ဆိုအလုံးတစ်ဖက်သုံးခုပေါ့နော် part time တွေလုပ်ကိုင်နေတဲ့လူတွေနဲ့တွဲဖက်ပြီးလုပ်ကိုင်တဲ့လူတွေရှိတယ်အချို့ကျတော့ retire တွေရှိတယ်ချို့ကျတော့အိမ်နော်ကျမတို့လိုအရွယ်တွေပေါ့ချို့ကျတော့20ကျော်တွေလည်းရှိတယ်အဲ့လိုမျိုးတွေပေါ့နော်အချို့ professional ဘောင်းဆောင်ချို့ဆရာဝန်တွေတချို့က engineer တွေချို့ကျတော့ finance ဘိုင်းတွေချို့ကျ register nurse တွေဘာလို့ဆိုသူတို့တွေကကျတော့အလုပ်ကတော့ကောင်းတယ်တကယ်ပဲဝင်ငွေလည်းကောင်းကြတယ်ပေါ့နော်ဒါမဲ့လို့သူတို့မှာဘာတွေရှားပါလဲဆိုအချိန်တွေရှားပါတယ်မိသားစုနဲ့နေရတဲ့အချိန်တွေရှားပါတယ်မိသားစုခီးရသွားတဲ့အချိန်တွေရှားပါကြမှုအဲ့လိုမျိုးတက်လုံးဒီလုပ်ငန်းထဲမှာပေါ့နော်အသက်60 80ထိ start မလုပ်ချင်ဘူးပေါ့နော်လုံးမချင်ဘူးအဲ့ပေးချက်တူပေးချက်ဘဝကနေမနေချင်ဘူးအဲ့ဘဝကနေလွတ်မြောက်နေကြမှုဒီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်တဲ့ခါကျရင်တကယ်ပဲလွတ်မြောက်သွားတဲ့လူတွေလည်းအများကြီးတွေ့ခဲ့တယ်ပေါ့နော်အခါကျကျမကဘာအားရှိသွားလဲဆိုဒါဆိုရှင်တော့ကျမတို့လိုမျိုးကျမဆိုရှင်လည်းကျမရဲ့ background ကလာဆိုတော့ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးကျမမှာ zero background တွေဖြစ်နေတယ်ဘာမှလုပ်ကိုင်လို့မရှိဘူးပေါ့နော်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းပဲစတင်လို့မရဘူးပေါ့နော်အဲ့လုံးမရဆိုတော့ဒီမှာကျတော့ကျမတို့ကအမတို့ပြောလို့ training system တွေကအပြည့်ပေးထားကြမှုအဲ့ဒါတွေကိုကျမတို့ follow လုပ်ပြီးတင်သွားရင်းနဲ့ကိုလိုချင်တဲ့ပေါ့နော် time freedom ဖြစ်ဖြစ် financial freedom ဖြစ်ဖြစ်ကိုလိုချင်တဲ့ဝင်ငွေပမာဏတစ်ခုဖြစ်ကိုလိုချင်တဲ့မိသားစုရှင်ဖြစ်တစ်ခုဖန်တီးလို့ရတယ်တကယ်နှစ်တိုတင်မှာဖန်တီးလို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစိတ်လွတ်လပ်နေလို့ရတယ်တကယ်ပျော်ပါးနဲ့သွားလို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်ဆိုတဲ့ဟာကိုသိခဲ့တဲ့ကြောင့်မို့ကျမကလည်းယုံကြည်ကြီးနဲ့ပြန်ပြီးဒီလုပ်ငန်းလက်တွဲခဲ့တာဖြစ်ပါတယ်ပေါ့နော်အဲကြောင့်တကယ်တမ်းဒီလုပ်ငန်းကခိုင်မာမှုတကယ်ရှိပါတယ်ဆိုတဲ့ဟာတွေကကျမတို့ကတော့ကိုယ်တိုင်ဝင်ရောက်လောက်ကိုင်တဲ့လူတွေဖြစ်တဲ့ကြောင့်မို့ပို့ပြီးတော့မှသိတာဖြစ်တယ်ပြီးခါကျတော့ရှင်ဝင်ရောက်လောက်ကိုင်ပြီးတော့ဒီခုနှစ်တာကာလမှာဆိုပို့ပြီးတော့မှယုံကြည်မှုတွေတိုးလာတယ်ပေါ့နော်အဲဒါကြောင့်မို့ကျမကတော့တကယ်လို့ဒီလုပ်ငန်းဟာခိုင်မာမှုရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကိုယ်တိုင်သိသိချင်တယ်ဆိုရှင်$149 deposit ကိုပေါ့နော်သွင်းပြီးတော့မှလေ့လာကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် deposit ဖြစ်တဲ့ကြောင့်မို့ကျမတို့ရဲ့ policy တိုင်းပေါ့နော်ရက်30အတွင်းဖြစ်ရမယ်ခုချိခေါ်မခေါ်ဘူးဆိုရင်ကျမတို့ကမကြိုက်ဘူးဆိုရှင်ပြန်ပြီး refundable အပြည့်ရှိပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်$149အပြည့်ကိုကျမတို့တွင်းတဲ့ visa ကမှာပြန်ပြီးမှပြန်ရတာဖြစ်တယ်တကယ်လို့မှဆက်လုပ်သွားမယ်ဆိုလို့ရှင်ကျမတို့ရဲ့$149ကားလဲဆိုကျမတို့တက်စာခုနလိုမှပြရတဲ့ system update ကြီးတက်စာtraining ကြီးတက်စာကျမတို့ရဲ့ member ကြီးဒါတွေအကုန်လုံးကိုကျမတို့$149ကားပါဖြစ်သွားတာဖြစ်တယ်ကျမတို့digital နဲ့သွားတာဖြစ်တဲ့ကြောင့်မို့ကျမလည်းအမှားပြောလို့ update တွေလည်းအများနဲ့လုပ်နေရတဲ့နေရာမှာဆိုရှင် training တွေလည်းအများနဲ့ update လုပ်ရတယ် social media နဲ့ပတ်သက်ပြီး update တွေအများနဲ့လုပ်ရတယ်အဲ့အတွက်ကိုကျမတို့ထပ်ပြီးအပိုးခမပေးရဘူးပေါ့နော်အပြင်မှာဆိုကျမတို့ကအဲ့တခုလုပ်ဖို့တော့ update fees တွေအများနဲ့ပေးရတယ် member fees တွေ annually တွေပေးရတာရှိတဲ့အပိုင်းတွေရှိတယ်ဒီမှာတော့ကျမတို့ဝင်ရောက်တဲ့ခါလောက်ခံကြရင်$149ဆိုတာကအဲ့အတွက်ကောက်ဖြစ်သွားတဲ့ fees ဖြစ်တာပါတော့เนาะအရန်ကိုတန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့globally ဖြစ်တဲ့ကြောင့်မို့လဲကျမတို့ကဘယ်သွားလောက်ကင်လို့ရတယ်ပေါ့နော်လောက်ကင်လို့ရတယ်ဘယ်နိုင်ငံမှာနေဘယ်ဒေသမှာနေဘယ်ချိန်မှာဖြစ်ဖြစ်ဘယ်စီဖြစ်ဖြစ် flexible ဖြစ်လောက်ကင်လို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ခိုင်မာမှုတစ်ခေတ်ကိုရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ကျတော့ရှင် back office ကအရန်ကိုကျမတို့ရှာကြည့်ရှင်တစ်ခေတ်ကိုခိုင်မာမှုရှိရဆိုအကြောင်းလေးသိချင်တယ်အခြားပေါ့နော်အဲ့တော့က income တွေနဲ့ဆိုလို့ရှင်လဲကျမတို့ကဒီတကယ်ခိုင်မာမှုရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ကြောင့်မို့ကျမတို့ income တစ်ခုတည်းမဟုတ်ပေါ့ income stream တွေအများကြီးဖန်တီးလို့ရတယ်ပေါ့နော်ဖန်တီးလို့ရတယ်တော့ဖန်တီးနေနဲ့ income ခံနေနောက်ခါကျမတို့နောက်ဆိုရှင် share ဝင်ပြီးမှကျမတို့ business owner တွေကြီးဖြစ်တဲ့ချိန်ဒီကျွန်တော်တို့ဒီလုပ်ငန်းမှာဝင်ရောက်ပြီးလုပ်ကိုင်လို့ရတဲ့အချိန်မှာဆိုရင်နောက်ပိုင်းဆိုရှင်ကျမတို့က active income အပြင် passive ကဖန်တီးလို့ရတဲ့တကယ်ကိုခိုင်မာမှုရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်လို့ပြောချင်တယ်ပေါ့နော်နေက50ปีခန်းနောက်ဆိုရှင်လည်းကျမသွားတာဆိုကြီးကျယ်ခန်းနောက်ကျမသွားတာဖြစ်တယ်ပြီးခဲ့တဲ့ February လတုန်းကဆိုရှင်ကျမတို့ထိုင်းနိုင်ငံ office မှာဆိုလို့ရှင်လည်းကျမတို့ Asia ပိုင်းအတွက်ကိုကျမတို့က annually လုပ်သွားတယ်ပေါ့နော်ပထမဆုံးခန်းနာစင်ပါတာဖြစ်တယ်အဲ့မှာဆိုလို့ရှင်လည်းကျမတို့ဘာတော့ award တွေအများကြီးသွားယူကြတယ်ဗီယက်နမ်တွေလည်းအများကြီးလာကြတယ်အိန္ဒိယလည်းအများလာကြတယ်မြန်မာတိုင်ဝမ်ကလည်းအများကြီးသွားကြတယ်ပေါ့နော်ကျမကတော့အခွင့်အရေးမကြုံတော့မလိုက်ခဲ့ရဘူးပေါ့နော်ဒါဆိုကျမတို့ကဒီလုပ်ငန်းဟာခိုင်မာမှုရှိရဲဆိုတဲ့အကြောင်းကိုကျမတို့ကလည်းပြတာဖြစ်တယ်ပေါ့နော်ပြီးတော့ကျရင်အဲ့ပွဲလာတဲ့လူတွေအကုန်လုံး live တွေလွှင့်နေကြတယ်တရားဝင်ပြနေကြတယ်သူတို့ရဲ့ social background တွေလည်းအကုန်လုံးပြနေကြတယ်သူတို့ family life တွေကိုလည်းသူတို့လည်းပြနေကြတယ်ပေါ့နော်သူတို့ရဲ့ဘယ်လိုလုပ်နေလဲဆိုတဲ့အကြောင်းပြပြီးမှဒီလုပ်ငန်းကိုကျမတို့တွဲဖက်ပြီးတော့ကြော်ညာလုပ်နေကြတာတကယ်တော့ဒီလုပ်ငန်းဟာခိုင်မာမှုရှိဆိုကျမတို့ရဲ့မိသားစု
ဘွားတွေကျမတို့သားသမီးတွေပေါ့နော်ကျမတို့ရဲ့ background တွေကိုချပြပြီးလောက်ကင်ဖို့အတွက်ကိုကျမတို့ risk တော်ယူရတယ်ပေါ့နော်အဲ့အတွက်ကိုကျမဆိုလို့ရှိရင်လည်းကျမရဲ့background တွေကို risk ယူထားတယ်ကျမဒီလုပ်ငန်းခိုင်မာရဆိုတာကိုတက်ပြခြင်းနဲ့ကျမကကျမရဲ့ background ကလာတယ်ဟုတ်တယ်ကျမမိသားစုရှိရတာတွေကိုကျမတို့ချပြပြီးတော့လောက်ကင်နေတယ်ပေါ့နော်လောက်ကင်နေကြမှုဒီလားဒီလိုမျိုးတကယ်မခိုင်မာဘူးဆိုတော့ကျမတို့ဒီလိုမျိုးမိသားစုဘဝကိုရင်းပြောရမယ်လို့လုပ်မလဲပေါ့တခုခံစားမယ်ဆိုကိုတယောက်တည်းမခံရအောင်ဒါဆိုမိသားစုတစ်ခုလုံးခံရမှာသားသမီးတွေထိပါခံရမယ်စီပွားရေးလုပ်ငန်းတစ်ခုပေါ့ခိုင်မာမှုရှိလို့ပဲကျမတို့ကဒီလိုလုပ်ငန်းလုပ်ကိုင်ရတာပေါ့နော်အဲအကြောင်းမို့ပေါ့နော်လေးလာကြည့်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အားလုံးကတော့ website တွေရှိကြတယ်ကိုပါဆိုကိုသိချင်တဲ့လူတွေမှာတော့ပြောမှတက်ဆိုင်ရာတွေပို့မေးလို့ရတာဖြစ်ပါတယ်အကုန်လုံးကဆိုရှင် warmly welcome ဖြစ်တယ်ကိုမသိရဆိုရှင်လည်းအကုန်လုံးကပြန်ပြီး sharing လုပ်ပေးကြတာဖြစ်တယ်ပြီးတော့မှကိုသိရသူသိရလည်းအကုန်လုံးသူ့ခုနကပြောလို့ win-win situation အကုန်လုံးပြန်ပြီးရှင်းပြကြတာဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ community ကတော့အရန်ကိုပေါ့နော်ခိုင်မာမှုရှိပြီးတော့တကယ်ကို positive ရှိပြီးတော့မှတကယ်ကိုလက်တွဲခေါ်တဲ့ community တစ်ခုမှလောက်ကန်ရတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးပြပြချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါပြီဟောမြေအခုတော့အသေးစိတ်လေးပြောပြပေးတော့အမကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တယ်တင်းတို့ကတော့အရန်ခိုင်မာတဲ့စီးပွားရေးပေါ့နော်အဲကြောင့်မလို့ခဏပြီးဟောပြောတော့အတိုင်းပဲအဲ့ဒီ$149တွင်းကြည့်မှတာလင်းတကယ်ဘလောက်ခိုင်မာတဲ့စီးပွားရေးဆိုတာကိုသိမှာပေါ့လေနော်အပေါ်ရန်အခုတင်းတို့ live လွှင့်တာကိုကြည့်မယ်ကြည့်ပြီးတော့အပေါ်ရန်လေးပဲလေးလာရင်တော့သူတို့ထင်ရပေါ့လေနော်ဖြစ်သွားနိုင်တယ်အဲကြောင့်မလို့အသက်နိုင်ဆုံးကတော့အဲ့ဒီ$149တွင်းပြောလေးလာစီချင်တယ်တင်းတို့အခုလုပ်နေတဲ့စီးပွားရေးကိုဒါပေမဲ့လည်းကိုတွင်းလိုက်တယ်ဆိုပေမဲ့လည်းလုံးရှုံးသွားတာမဟုတ်ဘူးလေနော်ဥပမာကိုမလုပ်ဖြစ်ဘူးကိုနဲ့မအဆက်လောက်ဘူးအဲ့လောက်ထိအချိန်တော့ကိုကတော့မခွဲပေးနိုင်ဘူးပါညာဆိုရင်တော့အဲ့ဒီ$149အပြည့်အဝပြန်ထုတ်ယူရတဲ့ဆိုတဲ့အတွက်ကြောင့်မလို့ကိုဘက်မှာဆုံးရှုံးမှုမရှိဘူးလေနော်ကိုလေးလာလို့တော့မှသူတို့လုပ်နေတဲ့စီးပွားရေးတလူမျိုးပါလားတော့ကိုတော့မှပညာရလိုက်တာပေါ့လေနော်ပြီးတော့ပတ်စံတပြားမှမကုန်မနဲ့ပညာရသူဖြစ်တာပေါ့လေနော်အဲကြောင့်မလို့တင်းတို့ online digital business ကိုစိတ်ဝင်စားတဲ့လူအယောက်တိုင်းတင်းရောဒီကနေပြောချင်တာပေါ့လေနော်မစိုးရင်ပါနဲ့မကြောက်ပါနဲ့ပတ်စံကြီးတန်းဝင်တန်းပလုံဆိုအဲ့လိုမဟုတ်ပါဘူးတေချာတခါတည်းတွေးလိုက်တယ်ဆိုတာနဲ့တင်းတို့ရဲ့လုပ်ငန်းသဘောတရားအစအဆုံးပေါ့နော်ဗီဒီယိုဖိုင်ရုပ်ပို့လာမှာအဲ့ကနေအသေးစိတ်လေ့လာလို့ရတယ်ခဏပြီးဟောပြောတော့အတိုင်းပဲတင်းတို့ like ကနေပြောတောင်မှဥမာအစဆုံးကတော့ကိုတာပြောတာလေနော်အချို့အချက်လက်လေး10ချက်မှဆိုကိုပြောတယ်ဟဲ့10ချက်ပြပါတယ်ရှင်းပြတော့တကယ်တမ်းအဲ့10ချက်ပြချင်မှပြမှာတစ်ချက်2ချက်တော့ပြုတ်ကြကြံပါလေနော်အဲကြောင့်မလို့မိမိကိုယ်တိုင်အသေးစိတ်ဝင်ရောက်လေ့လာဖို့ဒီကနေတိုက်တွန်းချင်ပါတယ်အဲကြောင့်မကြောက်ပါနဲ့တင်းတို့ဒီအခု online digital business နဲ့ပတ်သက်လို့ဘယ်အချက်တွေဘယ်အပိုင်းတွေသိချင်တယ်ဆိုရင်တင်းတို့သက်ဆိုင်ရာမမော်ဆိုမမော်ရဲ့website ရှိတယ် Messenger တစ်စင်းနဲ့ဆက်သွယ်လို့ရတယ်ပြီး home ဆိုပြီး home website ရှိတယ်မဟုတ်နဲ့ Messenger တစ်စင်းပေါ့နော်အကုန်လုံးဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဒီနေ့အတွက်တော့ကျေးဇူးများတင်ပါတယ်အမနှစ်ယောက်ရေနောက်ကျရင်ပြန်ဆုံကြမယ်နော်ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ bye bye